ဒီလူရဲ့တောင်းဆိုချက်တွေကတနေ့ထက်တနေ့ပိုပြီးအတော်မတက်နိုင်အောင်ဖြစ်လာပါတယ်။သူ့မိကိုယ်တိုင်ဒူးထောက်ပြီးအမားတွေထပ်မလုပ်ဖို့တောင်းပန်နေတာတောင်သူကတော့နားမဝင်ခဲ့ပါဘူး။သူကတခြားတစ်ယောက်လိုဟန်ဆောင်ပြီးချမ်းသာတဲ့တထေးသမီးလေးတစ်ယောက်ရဲ့စိတ်ကိုဖန်ဆားနိုင်ခဲ့ပါတယ်။သူ့အတွက်တော့ဘေးလူတွေရဲ့အကြံပေးစကားမှန်သမျှဟာအောင်မြင်မှုလမ်းကြောင်းပေါ်ကအတားအဆီးတွေလိုပဲမြင်နေခဲ့တာပါ။သူဟာဒေါသတကြီးနဲ့အပြင်ကိုထွက်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲတကယ်မစ္စတာကိုအိမ်ပြန်ရောက်လာပြီးကျမ်းပြင်ပေါ်မှာမေ့လဲနေတဲ့အိမ်ဖော်ကိုတွေ့တာနဲ့စိုးရိမ်တကြီးသွားကြည့်ပေးခဲ့ပါတယ်။အနားကဖြတ်သွားတဲ့ကျောင်းနေဖက်တစ်ယောက်ကအဲ့ဒီမြင်ကွင်းကိုဗီဒီယိုရိုက်အချောကင်ပြီးကျောင်းရဲ့အင်တာနက်စာမျက်နှာပေါ်ကိုတင်လိုက်ပါတယ်။နောက်တစ်နေ့သူကျောင်းရောက်တဲ့အခါအမှန်တကယ်တော့သူ့မိဖြစ်တဲ့အိမ်ဖော်ကိုသူကနှိပ်စက်နေတယ်ဆိုပြီးအားလုံးကတီတိုအတင်းပြောနေကြတာကိုသတိထားမိသွားပါတယ်။လူတွေကသူ့ကိုအထင်လွဲနေကြပေမဲ့သူကတော့လိုက်ရှင်းပြဖို့စိတ်မဝင်စားပဲကျောင်းနေဖက်ရဲ့ဖုန်းကိုပဲရိုက်ခွဲပစ်လိုက်ပါတယ်။အဲ့ဒီကျောင်းသားကလည်းဒေါသထွက်ပြီးအတန်းပိုင်ဆရာစီကိုအဲ့ဒီဗီဒီယိုတွားပေးလိုက်ပါတော့တယ်။ဆရာကလည်းတော်တော်လေးစိတ်ပြတ်သွားပြီးသူ့လိုကျောင်းသားမျိုးဟာဒီကျောင်းမှာဆက်နေဖို့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့အတန်းကောင်းဆောင်ကိုခေါ်ပြီးသူ့ကိုရုံးခန်းထဲခေါ်လာဖို့ခိုင်းလိုက်ပါတော့တယ်။တကယ်ဘာဖြစ်ခဲ့လဲဆိုတာကိုသူကရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့ဆရာကမယုံတာကြောင့်သူဟာမူရင်းဗီဒီယိုကိုထုတ်ပြပြီးအမှန်တရားကိုသက်သေပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျောင်းအုပ်ချုပ်ရေးမှူးကလောင်ပြုံးပြုံးပြီးမင်းဘာမှမမရင်လူတွေကဘာလို့မင်းအကြောင်းကောလာဟာလာတွေရှောက်ဖြတ်နေမှလဲလို့ပြောလိုက်ပါတယ်ဆက်ပြီးငင်းခုန်နေလဲအပူပဲလို့ခံစားလိုက်ရတဲ့အတွက်သူဟာအပြင်ကိုထွက်သွားဖို့ပြင်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲကျောင်းအုပ်ကြီးကဒေါသတကြီးနဲ့ဝင်လာပြီးဆရာနှစ်ယောက်ကိုအော်ဟစ်ငေါငန်းပါတော့တယ်မင်းတို့လူတွေငါမင်းတို့အလိုကိုလိုက်မိတာများသွားပြီထင်တယ်လို့ပြောလိုက်ပါတယ်။သူဟာဆရာနှစ်ယောက်လုံးကိုအဲ့ဒီနေရာတင်အလုပ်ထုတ်ပစ်လိုက်ပါတယ်။ပြီးနောက်ကျောင်းအုပ်ကြီးကသူ့ကိုစိတ်အေးထားဖို့ချော့မော့ပြီးသူကိုယ်တိုင်အကုန်လုံးကိုစုံစမ်းပြီးသွားပြီဖြစ်ကြောင်းနဲ့တရင်အမားတွေဖြတ်တဲ့ကျောင်းသားကိုကျောင်းထုတ်ဖို့အဆင်သင့်ပဲလို့ပြောပါတယ်။ဒါပေမဲ့သူကတော့အေးအေးဆေးဆေးပဲကျွန်တော်ကိစ္စကျွန်တော်ဘာသာဖြေရှင်းမယ်လို့ပြန်ပြောလိုက်ပါတယ်။ခင်ဗျားရဲ့အကူအညီကိုကျွန်တော်မလိုပါဘူးတဲ့။ကျောင်းပြင်ဘက်မှာတော့ကျောင်းအုပ်ကြီးကသူ့ကိုဘာလို့အပြစ်မပေးပဲဆရာတွေကိုပဲအလုပ်ထုတ်လိုက်တာလဲဆိုတာကိုလူတွေကအတင်းတုံနေကြတော့မှာပဲ။အဲ့ဒီအချိန်မှာပဲအဲ့ဒီအမျိုးသမီးဟာသူမရှိကလူကတကယ်မစ္စတာကိုဖြစ်နေမှန်းရုတ်တရက်သတိထားမိသွားပါတယ်။သူကတော့ဒီအကြောင်းကိုလှုပ်ဝက်ထားပေးဖို့ပဲသူမကိုမှာလိုက်ပါတယ်။အတန်းနဲ့ပြန်ရောက်တဲ့အခါမှာတော့သူ့ခုံပေါ်မှာအမိုက်တွေပြည့်နေပြီးကျောင်းသားတချို့ကသူ့ကိုမျက်နှာချင်းဆိုင်လောင်ပြောင်းနေကြပါတယ်။ကျောင်းဆင်းချိန်မှာတော့သူ့ကိုလူမိုက်တစုကဝိုင်းထားလိုက်ကြပါတယ်။အခြေအနေတွေဆိုးရွားတော့မဲ့အချိန်မှာပဲအဲ့ဒီလူမိုက်ကောင်းဆောင်ကသူမရဲ့ငယ်တငယ်ချင်းဖြစ်နေတာကိုတွေးလိုက်ရလို့အဲ့ဒီအမျိုးသမီးမှာအံ့ဩသွားရပါတယ်။ချမ်းသာတဲ့တထေးသမီးတစ်ယောက်ကဒီလူကိုပညာပေးဖို့အတွက်သူ့ကိုပတ်စံပေးခိုင်းထားတာလို့သူကဝန်ခံလိုက်ပါတယ်။အဲ့ဒီအခါမှာသူကသူ့ကိုခိုင်းတဲ့လူစီခေါ်သွားပေးဖို့ပြောပါတယ်။ကလပ်ကိုရောက်သွားတဲ့အခါမှာတော့ဒီလူဟာတကယ်တော့သူ့တငယ်ချင်းမစ္စတာကိုဖြစ်နေမှန်းသိသွားပြီးလူမိုက်ကောင်းဆောင်တစ်ယောက်စွန့်သွားပါတော့တယ်။သူဟာတုံတုံရင်ရင်နဲ့ချက်ချင်းပဲတောင်းပန်လိုက်ပါတယ်။သူကတော့အဲ့ဒီလူကိုပျောက်သွားအောင်လုပ်လိုက်ပြီဆိုတဲ့ပုံစံမျိုးနဲ့ဆက်ပြီးတရုပ်ဆောင်ထားဖို့ပြောလိုက်ပါတယ်။တကယ်လဲတထေးသမီးလေးစီဖုန်းဆက်လိုက်တဲ့အခါမှာသူမကအားလုံးကိုပျော်ပျော်ကြီးနဲ့သူတော့အပြီးအပိုင်ပျောက်သွားပြီလို့လိုက်ပြောပါတော့တယ်။နောက်တစ်နေ့မှာသူ့เจ้าမတက်လာတော့လူတွေကလည်းသူ့အကြောင်းကိုဟိုမေးဒီမေးဆက်လုပ်လာကြပါတယ်။အမှန်တော့သူကလူတွေသူ့ထောင်ချောက်ထဲဆင်းလာဖို့ကိုပဲစောင့်နေခဲ့တာပါ။အိမ်ရောက်တော့သူကသူ့အမေကိုသူမရဲ့အလုပ်ကိုတုံးပြီးဂိုမီသားစုရဲ့ကုမ္ပဏီတစ်စိတ်တုံးကိုခိုးပေးဖို့အမိန့်ပေးပါတော့တယ်။သူ့အမေကချက်ချင်းညင်းပေမဲ့ဒီအယူကတော့နားမထောင်ခဲ့ပါဘူး။သူဟာတထေးသမီးလေးရဲ့မိသားစုနဲ့စီးပွားရေးလက်တွဲလုပ်မယ်ဆိုတဲ့စာချုပ်အတူကိုလုပ်ပြီးဒါကိုစစ်ဆက်လက်ဆောင်ဖြစ်ပေးဖို့စီစဉ်ထားတာပါ။တိုက်တိုက်ဆိုင်ဆိုင်ပဲသူ့အမေကရက်အနှဲငယ်အပြင်သွားရမယ်ဆိုတဲ့ဖုန်းဝင်လာတာကြောင့်သူကိုယ်တိုင်ဗီလာထဲကိုခိုးဝင်ပြီးတစ်စိတ်တုံးကိုရှာတွေ့သွားပါတယ်။စာချုပ်အတူကိုတစ်စိတ်တုံးထုလိုက်နိုင်တဲ့အခါတထေးသမီးလေးဟာအတိုင်းထက်အလွန်ဝမ်းသာသွားပြီးစစ်ဆက်ပွဲကိုချက်ချင်းစီစဉ်ပါတော့တယ်။အရာအလုံးဟာဒီလူစီစဉ်ထားတဲ့အတိုင်းဖြစ်နေတယ်ဆိုတာကိုသူမလုံးဝမသိခဲ့ပါဘူး။အဲ့ဒီတစ်စိတ်တုံးအတူကသူ့ရဲ့ထောင်ချောက်ထဲကအစိပ်ပိုင်းတစ်ခုပါပဲ။သူမရဲ့မိသားစုကစီးပွားရေးစာချုပ်ကိုကြွားလုံးထုတ်ပြီးခမ်းနားတဲ့ပွဲကြီးကျင်းပနေချိန်မှာသူဟာမျက်နှာဖုံးစွပ်ပြီးကျောင်းရဲ့အလှပကလေးလေးကိုဘေးမှာခေါ်ပါရောက်လာခဲ့ပါတယ်။တထေးသမီးရဲ့ဖခင်ဝင်လာတဲ့အချိန်မှာတော့သူကမျက်နှာဖုံးကိုချွတ်လိုက်ပြီးအမှန်တရားကိုဖွင့်ချလိုက်ပါတယ်။အဲ့ဒီစီးပွားရေးစာချုပ်ဟာအတုအယောင်တက်တက်ပါပဲ။သူဟာဂိုမီသားစုရဲ့ဥပဒေရေးရာအဖွဲ့ကိုတောင်းအဲ့ဒီနေရာကိုချက်ချင်းခေါ်လိုက်ပါတယ်။တထေးသမီးလေးရဲ့အိမ်မက်တွေချက်ချင်းပျက်စီးသွားပြီးအဲ့ဒီနေရာမှာတင်သူနဲ့လမ်းခွဲလိုက်ပါတော့တယ်။